မေးထားတာပေါ့နော်အဲ့ဒီဟာအစဉ်ဖြေပေးချင်တယ်မေကူကဘာလဲဆိုတော့ hello တဲ့ဘာရည်ရွယ်ချက်နဲ့ Burmese Girl Australia လို့ page ဖွင့်တာလေတဲ့ဒီမေးထားတဲ့တယောက်ကချင်းတောင်ဖြစ်မဲ့သူရဲ့ account နာမည်อ่ะပေါ့နော်အဲ့ဒီမေကူကိုတွေ့ချင်းအစဉ်အရန်ကိုဖြေပေးချင်သွားတယ်အဲ့ဒါကြောင့်ဗီဒီယိုလုပ်လိုက်တာဟုတ်ပါတယ်နော်နံပါတ်1အချက်ကအစဉ်က financial freedom လို့ချင်တယ်ပေါ့နော်ငွေရေးကြေးလွတ်လပ်မှုလို့ချင်တယ်ငွေကြေးလွတ်လပ်မှုဆိုတာအခုလိုမျိုး Bill Gates တို့လို Elon Musk တို့လိုကြီးကြီးကျယ်ကျယ်အဲ့လိုမျိုးချမ်းသာရမယ်အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်ဒါပေမဲ့လည်းကိုယ့်ရဲ့ဒီအသုံးစရိတ်ချက်ဝင်ငွေကများနေရမယ်ပေါ့နော်ဥပမာကိုသုံးတာတစ်လ900သုံးနေဆိုရင်ကိုဝင်ငွေက1500ဝင်နေတယ်ဆိုဒါ financial freedom ဟုတ်တယ်ပေါ့နော်အဲ့လိုမျိုးဘဝမှာဇင်နေချင်တယ်အဲ့ဒါကြောင့်ဒီ page ကိုစိုက်မှလုပ်တယ်ပေါ့နော်ပြီးတော့အစဉ်သူများအလုပ်လည်းမလုပ်ချင်ဘူးပေါ့နော်သူများလက်အောက်မှာအဲ့လိုမျိုးအကြာကြီးတစ်သက်လုံးအဲ့လိုမျိုးလုပ်ဖို့စိတ်ကူးမရှိဘူးပေါ့နော်အစဉ်ဒီ Australia ဆရောက်ကလေးကနေတနစ်လောက်ဆိုရင်အစဉ်သဘောပေါက်တယ်အဲ့ဒီဟာကိုလေဘာလို့လဲဆိုသူများလက်အောက်မှာလုပ်ရတာဟာဘယ်လောက်ထိ stress ဖြစ်တယ်ပေါ့နော်ပြီးရင်ကိုတနာလာတော့ဒီမလားကိုလည်းဟိုဖြစ်တယ်ယုံကြည်မှုတွေပျောက်ဆုံးလာတယ်အဲ့ဒီဟာကိုအစဉ်မကြိုက်ဘူးအဲ့ဒီဘဝကိုအစဉ်မနေချင်ဘူးပေါ့နော်ပြီးတော့ဒုတိယအချက်ကအစဉ်ကရှောက်လေရတာအရန်ဝါသနာပါတယ်ပေါ့နော်ကဘာပတ်ချင်တယ်အဲ့လိုမျိုးကိုမရောက်ဘူးတဲ့နေရာတွေမှာရှောက်သွားချင်တယ်အဲ့လိုမျိုးရှောက်သွားနိုင်ဖို့ဆိုတာကကြတော့သူများအလုပ်သွားလုပ်နေမရောက်နေနော်သူများအလုပ်မှာသွားလုပ်နေပြီဆိုခွင့်တောင်းရတာနဲ့ဘာနဲ့အဲ့လိုမျိုးလေအဓိကကြတော့အစဉ်ကဒီလွတ်လပ်မှုလိုချင်တာပေါ့နော်ဒီ financial freedom လိုချင်တယ်ပြီးရင်ကိုဘယ်သူမှ control တာအဲ့လိုမျိုးမကြိုက်ဘူးကွာတယောက်ယောက်လာမှဆရာကြီးလောက်တာလည်းမကြိုက်ဘူးအဲ့လိုစင်အဲ့လိုမျိုးလေနော်ပြောမှဆိုတစုံတယောက်ကိုကြောက်ပြီးမှလုပ်နေရတဲ့ဟာပေါ့နော်ကိုမလုပ်ချင်ပဲလုပ်နေရတဲ့ဘဝမျိုးအဲ့လိုမျိုးမှအစီမနေချင်ဘူးပေါ့နော်ဘာလို့လဲဆိုလူဘဝဘေးချင်းပါဖြစ်မယ်မပြောတတ်ဘူးပေါ့နော်ပြောချင်တာနော်ကိုအသက်ရှိထင်ရှားဖြစ်တဲ့အချိန်မှာကိုလှုပ်ချင်တာလှုပ်မယ်ကွာကိုပျော်ရွှင်စိတ်မဲ့အရာပဲအစဉ်လှုပ်သွားချင်တယ်အဲ့ဒါကြောင့်ဒီ page ကိုအစဉ်စပြီးမှလှုပ်တယ်အခုမြန်မာပြည်မှာဆိုရင်တော့ဖြူဖြူထွေးတို့ဆိုအစဉ်အရန်ကိုမှသဘောကျတယ်သူတို့ကိုဆိုအရန်ကို inspire ဖြစ်တယ်ပေါ့နော်သူတို့ဘဝတစ်စစ်ချိုးဖြစ်သွားတာပေါ့နော်ဒီ social media ကနေအဲ့ဒါကြောင့်အစဉ်ကလည်းဒီ social media ခစ်ဖြစ်နေတာတကယ်တမ်းကကျတော့အစဉ်ကဒီ selling လည်းဖြစ်ချင်တာမဟုတ်ဘူးအစဉ်ကဘာနာမည်ကြည့်ချင်တဲ့အဲ့လိုမျိုးမဟုတ်ဘူးပေါ့နော်မင်းသမီးဖြစ်ချင်တဲ့ဘာညာအဲ့လိုမျိုးမဟုတ်ဘူးအစဉ်ရဲ့ဒီတကယ်လက်တွေ့ဘဝမှာ real life မှာဆိုရင်အစဉ်ကအရန်ကိုမှ low key ပဲနေတယ်ပေါ့နော်ကိုနဲ့အတီးရလို့ဆိုတီးတယ်ပေါ့နော်အစဉ်ကအရန် popular လည်းမဖြစ်ချင်အဲ့လိုမျိုးလေထင်းကနေအဲ့လိုမျိုးတွေပါတယ်ဝါသနာမပါဘူးအစဉ်တကယ်တမ်းကကျတော့ပွဲတွေပါတယ်လဲတွားရတာလဲဝါသနာမပါဘူးအဲ့လိုမျိုးပြီးရင်အလှတွေပါတယ်လဲအရန်မပြင်းဘူးအစဉ်ကလေဒီတိုင်းရိုးရိုးပဲဒီအပြင်မှာဆိုလေတကယ်ဘာမှတကယ် normal တကယ်အင်ဂျီတွေဆိုလဲ fashionable မရှိဘူးနော်အင်ဂျီဆိုလဲ t-shirt နဲ့ဂျင်းပေါင်းပြီးဒါပဲအဲ့ဒါပဲဝတ်တာအဲ့လိုမျိုးလေနော်အဲ့လိုမျိုးဟုတ်တယ်ကွာ low key ပဲနေတာဒါပေမဲ့လည်းအစဉ်ဖြစ်ချင်တဲ့ဘဝကိုရောက်ဖို့ကကြတော့ပြောရမှာဆိုတော့ကိုလိုချင်တဲ့ဟာကိုရဖို့အတွက်ဒီတရားကိုကြော်မှရမယ်အဲ့လိုမျိုးပုံစံဖြစ်နေတာပေါ့နော်အခုကျတော့ social media ခစ်ဆိုရယ်နော်ဖုန်းခစ်ဆိုရယ်နော်အဲ့ဆိုတော့ကိုဖြစ်ချင်တာကကျတော့လွတ်လွတ်လပ်လပ်နေချင်တယ်ပေါ့နော်သူများတွေ control တဲ့ဘဝမှာအစဉ်မနေချင်ဘူးပြီးတော့ကိုလျှောက်လေချင်တဲ့ချိန်ဘယ်သူမှခွင့်တောင်းဆရာမလို့ပဲတွားရတဲ့အဲ့လိုမျိုးအနေထားပေါ့နော်ပြီးရင်မနေ့ဆိုလဲအလမ်လောက်ဆရာမလို့ပဲနဲ့ထားရတဲ့မနေ့အဲ့လိုမျိုးမနေ့ခင်းမျိုးပိုက်ဆက်ချင်တဲ့အစဉ်ပြီးတော့အခုအစဉ်စီမှာအမျိုးသားရှိရပေါ့နော်သူနဲ့အတူလဲကိုလျှောက်လေချင်တယ်ကွာပြောစရာသူနဲ့ကိုကြိုက်တဲ့ချိန်မှာထသွားချင်တယ်ဘယ်နေရာဖြစ်ဖြစ်ပေါ့နော်ဘယ်သူမှခွင့်တောင်းဆရာမလို့ပဲတွားလိုက်ချင်တယ်ပေါ့နော်ဘယ်သူမှအာနာနေဆရာမလို့ပြီးတော့ဘယ်သူမှလည်းကြောက်နေဆရာမလို့ပဲနဲ့အမျိုးလွတ်လွတ်လပ်လပ်နဲ့တွားလိုက်ချင်တယ်ငွေရေးကြေးရေးတော့၎င်းပေါ့နော်အမျိုးမျိုးပေါ့နော်စိတ်ပူဆရာမလို့ပဲတွားလိုက်ချင်တယ်အဲ့လိုမျိုးဘဝအစဉ်နေချင်တယ်ပြီးတော့နောက်ပိုင်းကျရင်အစဉ်စီမှာကလေးလေးတွေရှိလာမယ်ဆိုရင်လည်းအဲ့ဒီကလေးတွေကြီးပြင်းလာတဲ့တစ်စက္ကန့်ချင်းစီပေါ့နော်သူတို့ကြီးပြင်းလာတဲ့တစ်စက္ကန့်ကိုမှအစဉ်အလွတ်မခံနိုင်ဘူးပေါ့နော်မလွတ်ချင်ဘူးပေါ့နော်သူတို့ကြီးလာတဲ့ဟာအစဉ်ကြည့်ချင်တယ်ပေါ့နော်အဲ့လိုမျိုးပေါ့အဲ့မျိုးဆိုအဲ့မျိုးလုံနိုင်ဖို့ကကြတော့ဒီသူများအလုပ်သွားလုပ်နေလို့မရအောင်ပေါ့နော်အဲ့လိုမျိုးဆိုတော့လေကိုပိုင်ဒီ cash flow တခုခုဖြစ်နေရမယ်ပေါ့နော် online ကနေပတ်စံရှာရမယ်ဆိုတော့ဟာအစဉ်မြင်သွားတာပေါ့နော်အဲ့ဒါကြောင့်ဒီ page ကိုစိုက်မှလုပ်တယ်အရင်ကတည်းကတော့အစဉ်ဒီ page လောက်ရမယ်ဆိုတော့ဟာ idea တော့ရှိတယ်ဒါပေမဲ့လည်းကို confident မရှိခဲ့ဘူးပေါ့နော်အခုလိုမျိုး camera ရှေ့မှာစကားပြောဖို့တော့ confident မရှိဘူးပြီးတော့ဘာတင်ရမလဲဆိုတာလည်းမသိဘူးအဲ့လိုမျိုးတွေဖြစ်ခဲ့တော့ပေါ့နော်အခုကကျတော့ကိုယ်ကလည်း confident ရှိလာပြီးဒီ anxiety depression တွေကနေပြန်မှနလန်ထူလာတယ်ဆိုတော့နော်လူကပြန်ပြီးမှလေအတိတ်တဖန်မွေးဖွားလာတယ်အဲ့လိုမျိုးပုံစံဖြစ်နေတာပေါ့နော်အဲအကြောင်းဒီ page ကိုလုတ်ဖြစ်တာဟုတ်တယ်ပေါ့နော်ဒီမေးခွန်းမေးပေးတဲ့အကိုလည်းအရန်ကိုကျေးဇူးတင်တယ်အစီအဒါမျိုးမေးခွန်းဆိုအရန်ဖြေချင်တယ်ပေါ့နော်အစီကိုလေမေးပေးကြပါပေါ့နော်မေးပေးပါအစဉ်ဖြေပေးမှာဟုတ်ပါတယ်ကျေးဇူးတင်ပါတယ်